မေမေတို့ပြောပြမယ်ကလေးကိုအိယာဝင်ချိန်သွားတိုက်ချိန်အိမ်စားလုပ်ချိန်တွေမှာအော်ပြီးဆုံးမရတာမေမေတို့ပင်ပန်းနေကြလားကလေးကိုအော်မဆူပဲပျော်ပျော်ရွှင်ရွှင်စီးကန်းလိုက်နာအောင်သင်ပေးခြင်းနဲ့မေမေတို့အတွက်ဒီဗီဒီယိုလေးပါဒီနေ့မှာတော့ Happy Reward Chart နီလန်းလေးကိုပြောပြပေးမယ်စုလာစရာဆိုတာဘာလဲ What is a reward chart ဒါကတော့ကလေးကောင်းကောင်းလုပ်တဲ့အခါကျယ်ပွင့်ဒါမှမဟုတ်စတီကာလေးတွေကပ်ပေးပြီးသတ်မှတ်ထားတဲ့အရေးအတွက်ပြည့်ရင်စုလေးတစ်ခုရမယ်စနစ်ပါဘာကြောင့်အလုပ်ဖြစ်တယ်လဲ why it works ကလေးတွေကမြင်သာတဲ့အရာကိုနားလဲတယ်စတီကာလေးတွေတက်လာတာကိုမြင်ရတယ်ချက်ချင်းစုလာတနေ့တာလုံးစောင့်စရာမလိုဘူး order စူတာထက်ပိုပြီးအပြုသဘောဆောင်တယ် happy reward chart လို့နီ how to make one အဆင့်1စီကံ rules ကိုရွေးပါတစ်ချိန်တည်းမှာစီကံ3-5ခုလောက်ပဲထားပါဥပမာမနက်ခင်းသွားတိုက်ခြင်းအိယာဝင်ချိန်ပုံပြမဖတ်ခင်အဝတ်အစားသိမ်းခြင်းညစာစားချိန်မှာဖုံးမကြည့်ခြင်းတငယ်ချင်းကိုကျင်နာစကားပြောခြင်းအစစ်နှစ်စုလာ rewards ကိုအတူတူရွေးပါကလေးကိုယ်တိုင်ပါဝင်ရွေးချယ်ခွင့်ပေးပါစုလာတွေကငွေကုန်ကြေးကြများတာမဟုတ်ရပါဘူးဥပမာမေမေနဲ့အတူတူပုံပြင်တစ်ပုတ်ဖတ်ခွင့်ညစာစားပွဲအတွက်အတိုက်ဆုံးဟင်းချက်ပေးခြင်းအတူတူပန်းချံသွားခွင့်အတိုက်ဆုံးရုပ်ရှင်အတူတူကြည့်ခွင့်အိယာဝင်ကြီး15မိနစ်ပိုနောက်ကြခွင့်အဆင့်3ဇေယျ chart ကိုအတူတူဆွဲပါစက်ကူကြီးတရွက်ပေါ်မှာဇေယျဆွဲပါအပေါ်ဆုံးမှာငါရဲ့ပျော်စရာဇေယျလို့ရေးပါကလေးကိုပန်ကြီးဆေးလေးတွေနဲ့အလှဆင်ကိုင်းပါအဆင့်4စတီကာကတ်ခြင်း how to use it စီကန်တစ်ခုခုလိုက်နာတိုင်းချက်ချင်းစတီကာကတ်ပေးပါစတီကာ9လုံးသို့မဟုတ်10လုံးပြည့်ရင်ဆုလာရမယ်မလိုက်နာတဲ့အတွက်စတီကာမဖယ်ပါနဲ့မရဘူးဆိုတာပဲသိပါစေအရေးကြီးတဲ့မှတ်ချက် important tips အလုပ်ဖြစ်စေမဲ့အချက်များသေးသေးလေးကနေစပါပထမဆုံးအချိန်စတီကာ3လုံးနဲ့ဆုရအောင်လွယ်လွယ်လုပ်ပေးပါနှုတ်ဖြင့်ချီကျူပါမင်းတော်တိုက်လို့ဝမ်းတာတယ်လို့ပြောပါတပတ်သို့မဟုတ်နှစ်ပတ်ကြာရင်စီကန်းတွေကိုပြောင်းလဲနိုင်ပါတယ်ရှောင်ရမယ့်အချက်များစတီကာမရလို့ကလေးကိုမဆူပါနဲ့နောက်တစ်ခါစူးစမ်းမယ်နော်လို့ပဲပြောပါဆုလပ်တွေကိုငွေနဲ့မချိပါနဲ့အချိန်နဲ့အတူတူလုပ်တဲ့အတွေ့အကြုံကပိုကောင်းပါတယ်ဇေယျကိုကလေးမျက်လုံးမြင်ရတဲ့နေရာမှာကတ်ထားပါဒီနီလန်းလေးကိုသုံးရင်ကလေးကအော်ခံရလို့စီကန်းလိုက်နာတာမဟုတ်ပဲဆုလပ်ရဖို့ပျော်ပျော်ရွှင်ရွှင်လိုက်နာတက်လာပါလိမ့်မယ်မေမေတို့လည်းအော်စရာမလိုတော့ပါဘူးမေမေတို့ဒီတစ်ပတ်သားမီမီနဲ့အတူ Happy Reward Chart တစ်ခုအတူတူလုပ်ကြည့်ပါစီကန်း3ခုရွေးပါဆုလ3ခုရွေးပါဇေယျကိုရေခဲတစ်တာမှာကတ်ထားပါအဆင်ပြေသွားရင်ဒီတစ်ပတ်ကျမတို့အိမ်မှာပျော်စရာဇေယျလေးစသုံးဖြစ်သွားတယ်လို့ comment မှာဝေမျှပေးပါအတူတူအော်စရာမလိုတဲ့မိသားစုဘဝဖန်တီးကြရအောင်နေ့စဉ်9မိနစ်စာကျမတို့နဲ့အတူလေ့လာပြီးကျမ်းမာပျော်ရွှင်တဲ့မိသားစုဘဝလေးတည်ဆောက်ကြရအောင်